ဒီကမှာဝင်နေရတာဆင်းလာတယ်သူမပြောက်ဒီမှာလေတော့ဘာလဲလာသွားတယ်ဝိုင်းကူတော့မပေးတော့ဘူးတော့လည်းမရဘူးတော့ဒီကမှာရတာဒီမှာလေတော့ဒီမလားဘူးပေါ်လာကြတာဒီမှာလေအကောင်တော့ကပါတယ်အဲ့ဒီခမဲခဲအောင်ဒီမှာလေငါတော့ဒီမလားဘူးတော့ရရှိရတော့ဆောင်းတယ်ဝိုင်းနေတယ်ကောင်းတန်းစီဘယ်မှာနားလေးပါရှင်ရတယ်မလဲဝါသားလိုက်တာညီမလေးမလဲမျိုးသိန်းကားစီးစံတာကိုသွားခြင်းနဲ့ ဟုတ်ကဲ့ရပါတယ်စနာနေကြဆိုပါတယ်ဒီဝေးတော့ဆောင်ပါ သမီးအကုန်ယူထားလိုက်နော်အင်းကြရင်ပို့ဝင်တောက်လို့ရ 哦，哪里有给来？ ဘန်းလိုက်ဟောဘန်းလိုက်โอเคဟုတ်ကဲ့ရပါရှေ့ကြောက်ပါခင်ဗျာဟုတ် အနေတို့ကအိုးရင်နဲ့လာရဆိုပေမဲ့ကားမရှိလို့တော့မဟုတ်ဘူးကလေးတွေကိုဘွားကြောင်နားလေအောင်လို့အိုးဝေးစီခိုင်းလိုက်တာ ဟုတ်ကဲ့ပါជីជីဟုတ်နားလေပါလေ Hey don't call me Gigi call me auntie auntie yes yes do you understand yes yes so 哦，တော်ပါတော့ဗမာလူပဲရိုးရိုးပြောလိုက်ပါတော့ကြားနေပြီရန် အန်တီကလေအန်တီသမီးအမွာလေး2ယောက်အတွက်မွေးနေ့လက်ဆောင်19နှစ်ပြည့်တာပေါ့နော်မွေးနေ့လက်ဆောင်ကားတစ်စီးလောက်လိုချင်လို့ပေါ့နော်1000ဝင်းကျင်ကား1000ကျော်လဲရပါတယ်အဲ့သုံးမယ်ဟုတ် ဟုတ်ကဲ့ဟိုအနည်းသမီးလေးမလာသေးဘူးပေါ့နော် ဒီမလေး2ယောက်ကအန်တီအမွာလေး အမလေးဆိုတပိတမွေးလာလား တကယ်လည်းမွေးတာပေါ့ မေသမီးတို့အမွာဆိုတာမယုံဘူးမတူလို့လားယင် ကိုယ်ရလို့ तू อ่ะ မဟုတ်ပါဘူးသမီးလေးချစ်တယ်နော်မမေကချစ်တယ်ပြောလို့မရဘူးသူတို့ကဝမ်းနဲ့တိတ်လွယ်တာ ဟုတ်ကဲ့ဟိုစိတ်မရှိကြပါနဲ့ဗျာဟို तू ကလေစကားပြောဆိုသိမတက်လို့ပါဗျာဟိုအနီရောကြည့်ချင်တဲ့ဟိုကားလေးကိုကျွန်တော်လိုက်ပြပေးပါမယ်ဗျာဟုတ် အဲ့ဆိုရင်မောင်လေးမမကိုကားပြဟုတ် ကားပြခိုင်းတာလေ ကားဟိုဘက်မှာမလို့ပါဗျာကျွန်တော် ဘာ သွား မှ လို့ အဲ့မှာပဲကြည့်ချင်တာလေအစီအကားကိုပြော ဟုတ် တာ ကဲ့ဗျာဟုတ်ကဲ့ကျွန်တော်ရှော့ပါခင်ဗျာ ဟုတ်ကဲ့မေကျိုးမေတမီးပဲနဲ့တားရွယ်လေသမီးတို့အစင်လေ အဲ့ရွယ်တိတ်မကွာပါ ဘာမကွာလဲသမီးတို့ရွယ်လေသမီးတို့19ရွယ်လောက်ရှိရလေ ချိုးလေချိုးလေကွာတော့လား ချိုးကြီး ဟုတ်ပါပြီလာပါကားသွားကြည့်ရအောင် မေကားကြည့်မှာ ကားကြည့်ရော့ ဟုတ်ကဲ့ဟုတ်မေရဲ့ဖာမေတီကားစီးချင်တယ်ဒီကားစိတ်တယ်တီးနဲ့လေခွတ်တီပဲအရက်ကလေနော်ဟုတ်ပြီနော် ငါသမီးလေးနဲ့ဆိုလိုက်တယ်တော့ဒါလေ လိုက်တော့မယ်နော် လှုပ်လိုက် No no mommy I don't like that car why ဟာမမေရဲ့တမီးဒီကားစိလို့ရှိရင်အပန်းခံရမှာဗော ညီမလေးမလို့ဆိုင်ရာကားတွေအကုန်လုံးကလေလိုက်စီရထားပြီးသားညီမလေးအဲ့လေဘုံကညီမောင်းလိုက်စမရှိလို့လား ရှိတယ်လေဒါပေမဲ့ဒီကားကြီးကိုကျမမောင်းလို့ရှိရင်မော်တော်ဘီကနေပြီးတော့မှအသက်မမီဘူးဆိုပြီးပန်းမှာဗောလို့ ဟာမမလည်းဒီကညီမလေးမောင်းပါလေမမဘေးကနေထိုင်လိုက်ရုံပဲ မလိုက်နိုင်ဘူးငါမောင်းမှာငါပဲမောင်းချင်တာ အော်ဟုတ်သားပဲမင်းသမီးပြောတာလည်းမှန်တယ်လေဒီကားကြီးကလည်းကြီးတယ် ညီမလေးစိတ်မပူနဲ့ဟိုညီမလေးလိုက်တဲ့ကားလေးဟိုဘက်မှာ3000ဝန်းကျင်ရှိကိုလိုက်ပြပေးဦး ဟာပါသမီးရလေလားကြည့်အောင်ပါအဲ့မလေးဒီကားလား ကြည့်လေမမလို့လေ အော်အေးငါသမီးနဲ့လိုက်တော့ဒီကားလေးအေးမင်းသမီးလေးချစ်လိုက်တာ ဒီကားလေးထည့်လိုက်တော့မလား No mommy no I don't like that car why ဘာလို့ဝိုင်းရမှာလဲမမီဒီကားတဲ့လေးကိုတက်ပြီးစီစက်ပြခေါ်တဲ့တက်ကလုံးကြီးထိုင်နေတယ်တူနေမှာပါ ငါမောင်းမှာ ညီမလေးကလေတိကလုံးနဲ့မနိုင်စမ်းပါညီမလေးကပူမိုက်တာ ဟဲ့ရိုးရိုး ဒါနဲ့ဗတ်မယ်ကြီးလည်းပြုတ်သွား မပြန်မမီရှင်းလိုက် နေကြပါဦးငါမေးစရာမေးလိုက်ပါအောင်မယ်မောင်လေးအိမ်အောင်ရှိလား ညာ အော်မဟုတ်ပါဘူးနာမည်ဘယ်လိုခေါ်လဲမဟုတ်ဘူးလေငါဒီ
ကားနာမည်ဘယ်လိုခေါ်လဲ ရှစ်သိခါ ဘယ်မှာလဲ အော်ငါကားနာမည်မေးတာလေ ဒါပါ Max 2040ပါ အော်အဲ့အောင်မမသိကျင်တာလေ ဟုတ်ကဲ့ဗျဟုတ် ဒီကားကိုလေဝယ်သွားလို့ရှိရင်အင်စင်ပိုင်းနေပေါ့အတွင်ကန်းနေရောအဲ့လိုမျိုးစိတ်ချရပါမလား ဟုတ်ကဲ့ကျွန်တော်တို့မျိုးသိန်းကားစီးစင်တာဆိုလို့ရှိရင်တော့ customer လက်ထဲကိုမရောက်ခင်မှာအကောင်းဆုံးနဲ့လိုလေသေးမရှိအောင်ကျွန်တော်တို့စစ်ဆေးပေးပြီးမှ customer လက်ထဲကိုထည့်ပေးတာပဲဖြစ်ပါတယ် ပြီးတော့လေသိကျင်တာတခုကကားအလဲထက်တွေပါရောရ ဟုတ်ကဲ့ဘယ်လိုရှိရလဲဝယ်သွားတဲ့ကားတွေကိုအနည်းထက်လုပ်ချင်လဲရပါတယ်ရှင့်တကယ်ပြန်အောင်မယ်ဆိုရင်လည်းပြန်ဝယ်ပေးပါတယ် ဝါးစင်ကြည့်ရပဲ ဟုတ်တယ် အဲ့ဆိုတော့စဉ်းစားမနေတော့ပါဘူး9000ကားလာတာဆိုတော့သမီးလေးနှစ်ယောက်ကအမွာဆိုပေမဲ့အစိုက်ဆင်းရမတူဘူးဖြစ်နေရ ဟုတ်တယ် မစီလုံးယူလိုက်ပါမယ် စစ်လိုက်တာတော့မယ်ပဲ အားလုံးတစ်ချက်နားထောင်ပေးပါအနေကအတိအကျရသွားပြီဆိုတော့အားလုံးနဲ့မောင်နဲ့ကိုမိတ်ဆက်ပြီးမယ် ညီလွင်စိတ်ဝင်စား ဆောက်ကပဲခွဲနေတယ်မောင် နေရောစိတ်ဝင်စား အာရနေကိစ္စငါကိစ္စစိတ်ဝင်စား ဘာစိတ်ဝင်စားမှာပါ ဒီနေ့ပပမိတ်ဆက်ပေးလို့ပြောလို့မရ ဒီ ဘူး မှာသူမိတ်ဆက်ဆက်ငါတို့စိတ်ဝင်စားဘူးအဲ့ဒါရေးတဲ့တာခုန်ချလိုက်တကယ်ချင်းတွေလာတော်တာလာပြီးလူပါမွားနဲ့နော်မောင်နေမက်တွေ ပ နဲ့ င်တက်နိုင်လားပင်တက်နိုင်လားအရင်တက်ဟိုကနေခုန်ချ အဲ့ရေးစက်နဲ့နီးနေ ပြီးတယ်အဲ့ခုန်ချလိုက် မောင်နဲ့ဝမ်းပြောနေမောင်ရေ ကိုအဲ့လိုဒီကိုစကားပြောပြရပဲအတန်နေပါအိမ်မှာပြန်မနာထောင်ယူဘူးလားတနိုင်ငံလုံးကိုလည်းဒုက္ခပြီးလို့အားမ ဒီတိုင်းပါပြီ စားခြင်းပြီးစားတယ်ဟော နင်တို့တွေအားကြောက်ပြောငါလေဟိုကလေးမွေးနေတာလည်းမဟုတ်ဘူးတငယ်ချင်းတွေနဲ့လာပြီးလဲတာငါတီးပြီးသားနင်တို့ကြောက်သိလို့ကိုငါဒီလိုမျိုးတွေစီစဉ်လာတာ အော်အမကြီးဆုံးလေအမကြီးမိရ တူပေးအောင်ဆိုဘာရေးလဲ တောက်ဖို့နေနေမရတော့မပြော အဲ့ဒါပါနော်ဟောကဲလည်းကောက်သူကတော့တစ်ချောင်းနဲ့ စေတနာမပါလို့နေမှာလေ စိတ်ကပါလို့ဆိုရင် ဟိုကခေါက်ဆွဲလေးပြုတ်ကြည့်လို့သမင်းများချက်ကျွင်းခေါင်းလေးရောက်ခေါင်းလေးခေါင်းနေရင်းနေလိုက်ရိုက်လိုက် သမင်းကျွေးခုနဖိတ်တယ်မလိုက်ခောက်ဆွေးလေးကြည့်အောင်ပြောဆိုနေ ငါ့ကိုအလုံးကိုတဲ့တဲ့ကြည့်ငါရန်ကုန်လိုတာလားနေမဟုတ်လို့နေမတွေးလား ဟုတ်တယ်စားဘူးစီ သမီးဘာမှမပြောဘူးနော်သမီးငြိမ်ညာ အဲ့ဒါကတူပါတူပြီးယူကန်ကြိုင်ရည်ကြီး သမီးကလည်းနော်ကဲနာပဲ အာမချစ်တယ် ငါတို့နေတော့အားနာပါညီလွင်လေးအိုးအသေးကွက်တာတတ်တာပါသေးဆိုပြီးဒီတောင်တန်းကြီးကြည့်ပြီးတော့ကြော်အောင်ခေါ်လာတာ ဟုတ်တယ်အဲ့မိုဒီပေးနေရလေသူ ရောက်ကြတယ်မောင် တက်တည်သွားတာဆိုရောက်ကြရမောင်းတာ တနိုင်နဲ့သုံးပါဆို အဲ့ဒါပြောတာ ဟိုမှာတက်တူးရင်မေကိုမောင်နဲ့ နော်နေဒီမဲ့နေတို့ကိုဟုတ်တယ် तू ကနာမည်မထိုးဘူးနာမည်ဆိုရင် မောင် နမဲဆိုလူတွေကွဲနေမှာ လူရကွဲနေမှာအဲ့ဒါမောင်းတစ်လုံးမဲ့အကုန်လုံးလည်းမောင်းမဲခေါ်တာဖာစီကနေတို့ငါအခု spicy ခောက်ဆွဲလုပ်ကျွေးမှာ သားမယ်တကယ်ပိုင်းစာနေ ကြက်ကြော်ငါဝတ်သားမစားပဲနန်းကင်းကြော်ပါတယ် စေတနာကောင်းလိုက်တာမမရေ အဲ့လိုကြီးကိုလိုလိုလိုမဖြစ် တောက်ကြည့်လို့လို့လားမလို့ဘူးစေတနာကောင်းလိုက်တာမမရေကြီးစပန် လောက်ကမီးရလည်းငိမ့်သွားပြီလားမသိဘူးဘိုက်မှာစားပါလေဆို ကောင်းစမစားကြည့်အောင် ဒီမှာနော်ငါဘယ်လောက်ဒီနေတို့စေတနာထားလဲပြမယ်မဆက်လက်ရွက်တွေ့လား လက်ဆက်ဆက် အာ အဲ့ ပြီး ဒါကိုမမကိုခေါ်တာပဲလေဒီကို ဟောခိုင်း ဟုတ်ဟုတ်လေပြောတင်လို့ပြောတင်လို့ ခိုင်းနေလို့အေးနာမည်နဲ့လိုက်ပါတယ်အမှလည်းအမျိုးမတော်ဘူးလုပ်ပေးရ ဒါပေမဲ့လေမဟုတ်ဘူးလေဒါပေမဲ့ရေဆက်ကွာ အဲ ရေဆက်ဆိုတာက ရှင်းမကောင်းဒီသက်ဆိုတာ ဒီစီးပွားရဲ့ကံကြောင်းကြောင့်စုံစည်းတလဲလေ တန်းစက်တယ် နည်းနည်းမူးနေတာလေ ဒီဟာနဲ့အလိုက်ဖက်ဆုံးပဲလေ spicy အဲ နော်အေးလေးတောက်မယ်ငါကတော့အေးတောက်တဲ့လူနင်တို့ကတော့တောက်ချင်တာတောက် ဒီဘောလေဒီဒုဋ္ဌဝတီမြစ်ကြီးနဲ့ဒီတောင်တိုင်းရဲ့အလားနဲ့ကျွန်တော်ရဲ့အလားနဲ့ကိုပေါင်းဆက်ပြီးတော့ခောက်ဆွဲပြုတ်လို့စားလိုက်ရင်ပို့ပြီးပြည့်စုံသွားမှာနော် အန်းကုန်တာ ဟေးဟဲ့လေ သူကြည့်လိုက်တဲ့အချိန် ယိုလို့ငါလိုက်မှုတယ်မနဲ့လုံးနေဘူး တနိုင်ငံလို့ဟုတ်ဟဲ့ 台湾个特特，你做的台湾个特特，你妹的台湾个特特，你对的台湾个特特，你 fucking 台湾个特特，你包子台湾个特特，你 fucking mind 个不错的，你 French virus 个特特。ဆောင်းရမိုက်တယ်ဗျာအခုအားကြကျွန်တော်လည်းကိုလူချ
တို့လည်းမြန်နေရောက်ရန်ကုန်တက်ပြီးတော့အိမ်စေးလေးမရှိလို့ထောက်ပံ့ပေးပါလား ဟုတ်ပြီပါမရဲ့ ထောက်ပံ့ပေးရအောင်နင်တို့လောကုတ်တော့ကငါရှိလား ကောင်းလို့ပါမ ဟမ်ထွက်သွားကြစက်တီလည်းမရှိ ရှိပါတယ်မရဲ့ တာမကြီး ဘူးတမကြီးဆဲကြတာတော့ကောင်း မဟုတ်ဘူးလေ ဆိုလို့စပြောနေတာအေး ဟောโอเคဒီကျွန်တော်တို့စာပြန်တင်ရလို့ဖြစ်သွားလို့ Okay It's okay it's okay ဘာလဲကွာ Okay ကျဖက် drop the beat drop the beat okay let's go againအေးပူလေအိုက်လေကျွေးနေ မမလေးမြန်ပြီ ချွတ်ရတော့မလို့ပဲ မဟုတ်ချွတ်တော့ဟွာကျွန်တော် rhyming ဆက်ပြီးတော့ rap တွေရွတ်ပါလေ အော်တယောက်ချင်းစီ နော်အဲ့လို Okay okay အားလုံးပြန်ပြီ Okay peace okay နော်စလိုက်မယ်နော် okay drop the beat drop the beat okay let's go Snipe အကောင်ပါလား Snipe ကိုချိုးရဲနဲ့ငါပဲလို့ Snipe ကြည့်နေတော့တယ်မရှိမိလားဒီပွေးပေးနေကြည့်တဲ့ stop ဗျာဘာဖြစ်သွားလဲမကောင်း သူတို့နှစ်ယောက်ကောင်း yo what's up right ဆိုတာ peace ကြာအော် okay ပြမယ်ပြန်ပြန်ဟောပြန်okay okay okay အဲ့လိုနော်ပြန်စလိုက်မယ်နော် okay let's go 3 2 1 go ညက်နေတော့နှစ်ယောက်ညက်မကောင်းဘူးနေတော့နှစ်ယောက်မကောင်းဘူးကြည့်တယ်နော် အကားတွေမှာပါတာဒီတော့ကတော့ဖြုတ်ပြီဒီတော့ဖြုတ် 炸弹黑个小的动的水冒了撒，炸弹黑个小的动的水冒了撒，撒了，မဆောက်ဘာလဲလာကျွေးနေရတော့ဘိုင်းမျိုး 冒了，哦，炸弹黑个那我叫叫你来种洋鸡的，မဆောက်ဘူးဘာမှမဆောက်ဘူး ဘိုက်စာနေစားနေတယ်ပေါ့ဟိုနည်းနည်းအဲ့လိုမဟုတ်ဘူးလေနော်ကျွန်တော်နည်းနည်း rhyme တွေကိုလုံးဝကာယန်နေနဘေနဲ့ကျွန်တော်ဒါမျိုးတွေနဲ့ပြောရမှာဆက်ရမှာပေါ့နော်နည်းနည်းလေးဟိုလာအားစုပေးကြပါအောင်မဟုတ်ဘူးအားဆိုင်ပေးကြပါဦးနော်စမယ်နော် Hey bro 3 2 1 let's go ဂျာဝဲကြည့်ဝဲနှက်စုံစော်နေလေဂျာဝဲကြည့်ဝဲနှက်စုံစော်နေလေအေးရှိ ဒီနေ့တော့လေးနာချက်ကိုရှိကိုပြီးတော့စေ1 2 3 4 5 6 7 8 9 10 he also so will you keep back to တော်တယ်ဒရာပြကတယ်ရမမရရလေဒရာပြကတယ်မရမရလာရမယ်ငါရှိ 不能将爱你 say away，结局又飘来的 1 2 3，人之day，人之day。